ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ညမှာရှင်ပြန်ကစားသွားမယ့် Premier League နဲ့ Serie A ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်။ Palace နဲ့ Man City ထိပ်ဆုံးလေးသင်းစင်းဝင်ဖြစ်လာတဲ့ Palace ရဲ့တရားသီခြေစွမ်းကအထင်ကြီးစရာပါ။အဲ့ဒီလန်တန်ကအခုနောက်ပိုင်းမှာတော့ Man City ကိုဒုက္ခပေးလာနိုင်တဲ့အသင်းလို့ဆိုရင်လည်းမမှားပါဘူးရှင်။ပြိုင်ပွဲစုံ၄ပွဲဆက်အနိုင်တဲ့ Juve City အရှိန်ပြန်ရလာပြီးမြဲသူတို့ခံစစ်ကတော့ဂိုးမပေးရတဲ့ပွဲဆိုတာလက်ချိုးရည်လို့ရပါတယ်။ Palace နဲ့ City တို့ကြားက Premier League တွေ့ဆုံမှုနောက်ဆုံး၄ပွဲစလုံးမှာလည်းအပြန်အလှန်သွင်းဂိုးတွေနဲ့နှစ်ဖက်3ဂိုးစီအထက်ရှိခဲ့တာပါ။ဂိုးပေါင်းစီ3လုံးပြား30အစားနဲ့ဒီတစ်ချိန် Selhurst Park မှာတော့ဂိုးရင်းနဲ့တင်ပြနေပါတယ်။ Nottingham နဲ့ Spurs Nottingham က Europa League မှာနိုင်ပွဲဆက်နေပေမဲ့ Premier League မှာတော့ပြန်ပြီးတော့ရလက်မတည်ငြိမ်ဖြစ်လာပါတယ်။ဒါပြင်ဥရောပပွဲကန်ရတာကျန်တူ2ရက်စောကန်နဲ့ Spurs ကနိုင်ရက်ပို့ပြီးတော့ရထားပါတယ်။ Champions League မှာအခက်အခဲမရှိခဲ့တဲ့မြောက်လန်ဒန်ကလပ်ကပြီးခဲ့တဲ့အပတ်မှာလည်း Premier League မှာနိုင်ပွဲပြန်ရှာနိုင်ခဲ့ပါတယ်။ Thomas Frank ရဲ့အသင်းကတရားသီ Premier League ကအဝေးကွန်းမှာလည်း Arsenal နဲ့တပွဲပဲရှုံးခဲ့တာပါနော်။ Nottingham တရေ30ဆိုပေမဲ့မြောက်လန်ဒန်သားတွေကအဝေးမှာပို့ပြီးတော့စွာတက်ပါတယ်။ Sunderland နဲ့ Newcastleတမက်တာကွာတဲ့အသင်းအသင်းရဲ့ခါတီဒါဘီပွဲစဉ်ပေါ့ရှင်။အသင်းဖွဲ့ဆန်နာလန်ရဲ့တရားသီအားသာချက်ကလုံးဝမရှုံးသေးတဲ့အင်ကွန်းဖြစ်ပြီးတော့အာဆင်နယ်လိုအသင်းတောင်သူတို့ကမှအမှတ်ပြည့်မယူနိုင်ခဲ့ပါဘူး။ဂျာယန်မှာချန်ပီယံလိဂ်အဝေးကွန်းကန်ထားရတဲ့နျူကာဆယ်ကတော့တရားသီပရီးမီးယားလိဂ်မှာလက်ရှိအချိန်ထိအဝေးကွန်းတပွဲပဲနိုင်သေးတာပါ။ဒါပြင်ငှက်ကြားတွေကဆန်နာလန်နဲ့အမှတ်ပေးတွေ့ဆုံမှုနောက်ဆုံး9ပွဲစလုံးမှာလည်းနိုင်ပွဲမရှိခဲ့ပဲ6ပွဲရှုံးထားပါတယ်။နျူကာဆယ်တရေ90ဆိုပေမဲ့ထိုင်ဝမ်ဒါဘီဟာကြောင်နဲ့တရေညဖြစ်လာမှာပါရှင်။ West Ham နဲ့ဗီလာတန်ဆင်းဆောင်တိုက်ပွဲဝင်နေရတဲ့ West Ham ကနူနိုဆန်တိုလက်ချက်မှာတော့အတော်လေးမှကြောလာပါတယ်။ဟမ်မာရီကနောက်ဆုံး Premier League 6ပွဲမှာလီဗာပူးလ်နဲ့တပွဲသာရှုံးခဲ့တာပါ။အဆင့်3နေရာကဗီလာကလည်းပြိုင်ပွဲဆောင်10ပွဲဆက်အနိုင်နဲ့အတူရက်တက်မြဖြစ်နေပါတယ်။ဒါပေမဲ့ဂျာရက်ချေအဝေးကွန်းကန်ထားရတာကြောင့်မကြောလာတဲ့အင်ရှင်နယ်တွေမှာဗီလာအတွက်ထင်သလောက်တော့မလွယ်ကူနိုင်ပါဘူး။ဗီလာတရေ80ဆိုပေမဲ့ရမယ့်အသေးတန်လိုအပ်နေတဲ့လန်ဒန်သားတွေကစွန့်စားရကြုံနဲ့စီမှာပါ။ Bradford နဲ့ Leedsနောက်ဆုံး၄ပွဲမှာ3ပွဲအရှုံးကြောင့်လစ်ကအဆင့်14နေရာထိဆင်းပေးလိုက်ရပါတယ်ရှင်။ဒါပေမဲ့တရားသီပရီးမီးယားလိဂ်ကအင်ကွန်းအကောင်းဆုံးအသင်းတွေထဲမှာပြားတွေပါဝင်ပြီးနောက်ဆုံးပရီးမီးယားလိဂ်အင်ကွန်း9ပွဲမှာဆိုရင်တော့စီးတီးနဲ့တပွဲပဲရှုံးပြီးတော့၄ပွဲနိုင်ထားတာပါ။ပြန်ယုံလာနိုင်တဲ့လစ်ကလည်းနောက်ဆုံး2ပွဲမှာလီဗာပူးလ်ကို3ဂိုးစီတည်း Chelsea ကို3ဂိုးတကိုးနဲ့နိုင်ထားပါတယ်။နောက်ဆုံးအဝေးကွန်းပွဲမှာစီးတီးကို2ဂိုးပြန်သွင်းနိုင်ခဲ့သေးတဲ့လစ်ရဲ့နောက်ဆုံးပရီးမီးယားလိဂ်9ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို3ဂိုးနဲ့ထည့်ရှိထားတာပါနော်။ဆိုတော့နှလုံးပြား100အရှုံးဆိုတဲ့ဂိုးပေါင်းစီကပါတာမှန်ပေမဲ့လက်ရှိခြေရတော့လန်ဒန်မှာဂိုးမို့ရွာရန်ရာနှုန်းက80ရှိပါတယ်။ AC Milan နဲ့ Sassuolo စီးတီးရဲ့3ပွဲဆက်အနိုင်တဲ့ AC ကအမှတ်ပေးစရာကိုပူးတွဲဦးဆောင်နေပါတယ်ရှင်။နောက်ဆုံး၄ပွဲမှာတပွဲသာရှုံးပြီးတော့2ပွဲနိုင်ထားတဲ့ဆက်ဆိုလိုကလည်းအဆင့်8နေရာကအသင်းမှာတန်တက်ဆိုပေမဲ့တိုက်စစ်ကောင်းတဲ့ဆက်ဆိုလိုရဲ့နောက်ဆုံးစီးတီးရဲ့6ပွဲမှာလည်း9ပွဲကနှစ်ဖက်သွင်းကို3ဂိုးနဲ့ထည့်ရှိထားတာပါဂိုးပေါင်းစီ3လုံးပြား80အစားပေါက်တဲ့ဒီပွဲမှာဂိုးပေါ်ကပို့ပြီးတော့ကောင်းပါပါဖီယိုရင်တီနာနဲ့ဗီရိုနာအတော်ပြန်6မှတ်တန်းနဲ့ဇယားအောင်ဆုံး2သင်းရဲ့တန်းစင်းဆောင်တိုက်ပွဲပါဗီယိုကတောက်လျှောက်နိုင်ပွဲပြောင်းနေပေမဲ့အင်ကွန်း9သင်းချေတော့မှန်ပြီးတော့ဗီရိုနာကတော့နောက်ဆုံးစီးရီအဝေးကွန်း6ပွဲမှာဆိုရင်4ပွဲရှုံးထားပါတယ်။ဒါပြင်ဗီယိုကဗီရိုနာနဲ့အင်ကွန်းတွေ့ဆုံမှုနောက်ဆုံး3ပွဲစလုံးမှာလည်းနိုင်ထားတာပါ။တလုံး85ပြအစားပေါက်တဲ့ဖီယိုရင်တီနာနိုင်ပွဲပြန်ရတက်ပါပြီ။ဦးဒီနစ်နဲ့နာပိုလီခြေစွမ်းအကြမ်းရောက်နေတဲ့ Udinese ကအင်ကွန်းနောက်ဆုံး2ပွဲဆက်လက်ရှုံးထားပါတယ်။ဂျာရဲ့ချန်ပီယံလိဂ်မှာရှုံးခဲ့ရပေမဲ့နာပိုလီကစီးတီအမှာတော့နိုင်ပွဲဆက်နေပြီးအမှတ်ပေးစရာကိုပူးတွဲဦးဆောင်နိုင်နေတာပါ။ဒါပြင်နာပိုလီဟာဒီယာတီပြည်တွင်းမှာခြေစွမ်းအကောင်းဆုံးမဟုတ်ကြောင်းသူတို့လိုချင်တဲ့ရလက်ထွက်အောင်ကစားတတ်ပါတယ်။တလုံး85ပြအစားပေါက်တဲ့နာပိုလီစီးတီနိုင်ပွဲဆက်အောင်မှာပါ။ဂျီနိုဝါနဲ့အင်တာမီလန်ဇယားအပိုင်းကဂျီနိုဝါဟာစီးတီအမှာနိုင်ပွဲဆက်လာရုံတမဟုတ်ပဲဂိုးသွင်းချေလည်းမှန်နေပါတယ်။အင်တာကလည်းချန်ပီယံလိဂ်မှာသာရှုံးပွဲဆက်နေပေမဲ့စီးတီအမှာတော့ကိုမရွေးပါဘူးနော်။ဒါပေမဲ့ဂျီနိုဝါရဲ့လက်ရှိခြေအရအင်တာနိုင်ရင်တောင်ဂိုးပြန်ပေးရနိုင်ပါတယ်။ဂိုးပေါင်းစီနှလုံးပြ80အရှုံးပေါက်တဲ့ဒီပွဲမှာဂိုးပေါ်ပဲယူပါမယ်ရှင်။ဘိုလောနာနဲ့ဂျူဗင်တက်လက်ရှိအမှတ်ပေးစရာမှာဘိုလောနာကတော့ဂျူဗင်တက်အထက်ရောက်နေတာပါ။ဒါပြင်ဘိုလောနာကတရားသည့်အင်ကွန်းပွဲအများစုကိုနိုင်ထားပြီးတော့အဲ့ဒီထဲမှာနာပိုလီကိုတောင်နိုင်ခဲ့တဲ့ပွဲပါဝင်ထားပါတယ်။စပယ်လတီလက်ထက်အခြေမကျသေးတဲ့ဂျူဗင်တက်ကတော့နောက်ဆုံးစီးရီးအဝေးကွန်း6ပွဲမှာလည်းတပွဲသာနိုင်ခဲ့တာပါ။ဂျူဗင်တက်တရေ25ဆိုပေမဲ့ဘိုလောနာအနှိမ့်ဆုံးမရှုံးနိုင်ပါဘူးရှင်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်ပြန်ကစားသွားမယ့် Premier League စီးရီးပွဲစဉ်တွေရဲ့ပွဲစုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။